ရားကိုဆက်ပြီးဒီယာကုပ်လည်းဘလောက်ရှင်းမရတာကောင်းတော့သူသမီးယာကုပ်မှာသမီးရှိရကြားဘူးလားကြားဘူးတော့မှတော့ကြားဘူးလည်းဒီလိုရှိတယ်ယာကုပ်မှာသမီးရှိတယ်ကျွန်တော်တို့က12ယောက်ပဲထင်နေတာဒီနာဆိုတဲ့သမီးတယောက်ရှိတယ်ဒီနာဆိုတဲ့နော်လေအားနေကြဒီနာဆိုတဲ့သမီးတယောက်ကနော်သူတစ်ပါးစော်ကားလိုက်တယ်ဒီယာကုပ်ခါလိုက်ရတယ်သူသမီးကိုသူများစော်ကားလိုက်တယ်ဒါပေမဲ့ဝတ်ပြုခြင်းကိုမပြတ်သွားစဉ်းစားကြည့်လို့ကိုသမီးကိုသူများအာရမပြုထားတာဘယ်တော့ခံစားရမလဲဒါမှမဟုတ်တရားကိုမပြစ်မှာတော့မပြစ်မှာတော့အောင်ဆရာကြီးတို့ရှင်းဘောင်းလေးရဲ့တက်တာကိုကျွန်တော်တို့ပမာယူတင်တယ်နော်သူတို့တွေအရာလေးတဲတဲ့ရှော့သွားနေတယ်မြစ်ပြောင်းသွားကြောင်းကြည့်ရတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေခါတော့သူတို့ဒီမှာတော့လဲနေတယ်တော်တော်များများသူတင်နေရမှာခင်ဗျာသူကဥစ္စာရမ်းကြတတ်တယ်လို့ပြောတော့ရွှေရောငွေရောကျွန်တော်တို့စီမှာလို့ဒီနေ့စက်ကူချက်တွေမဟုတ်ဘူးငွေတွေကအဲ့ဒါကိုပြောင်းလဲတင်နေရမှာလေဒါပေမဲ့သူဘာလို့ပြောသူအိမ်မှာဆွဲလာမှုမရှိဘူးသူဖျားတဲ့ခင်မဖျားတဲ့ခင်ဒီထောင်မဲ့မြို့ကိုပဲသူတောင်းတာငါတနေ့ထွက်သွားရင်ငါဖျားပြီးတော့အဲ့ဒီတီထောင်ပြုစုမဲ့မြို့တွေကိုဝင်မဲ့နေမဲ့ဖျားနဲ့နေမဲ့ဖျားနဲ့နေရတာကငါအတွက်ဝမ်းမြောက်ခြင်းပဲဖျားနဲ့နေရတာကအကောင်းဆုံးပဲဆိုတာကိုပဲသူစိတ်ကတောင်းတရတဲ့အခွင့်ကိုလည်းဖျားကပေးတယ်ခံစားရတဲ့အခွင့်ကိုလည်းသူ့ကိုဖျားကပေးထားတယ်လို့သူ့တာကိုခံစားတာကိုတောင်းတနေတာတာကိုမျော်လင့်နေတာအလားတနဲ့လူတိုင်းကတာကိုမျော်လင့်နေတာမဟုတ်ဘူးလို့ဖျားကထည့်လိုက်တာအဲ့ဒီယုံကြည်မှုရဲ့ကိုဖျားထည့်ခြင်းခံရတဲ့လူကတော့လုံးဝဖျား၌ခံခန့်မြဲမြံပြီးတော့ပြဿနာမရှိဘူးဒီဖျားကိုခုနကတော့ပြဿနာမရှိရတယ်ဖြစ်ပါဘူးစဉ်းစားကြည့်ကိုသမီးကိုအာရမပြုတော့နော်ဒါကြောင့်ဒီနေ့ကျွန်တော်ဒီမြဲကျမ်းကိုတစ်ချက်ဖတ်ပြခြင်းနဲ့ဖတ်ပြပြီးတော့နော်ကျွန်တော်တို့ပွဲတော်မင်္ဂလာပွားကြမယ်အဲ့တော့ဒီမြဲကျမ်းမှာယုံကြည်ခြင်းပေါ့ယုံကြည်ခြင်းနဲ့ဆက်ဆံတဲ့ကျမ်းပိုက်ကတော့နော်ဒီမြဲ7မှာပါတယ်ဒါတွေအားလုံးကနော်ဒီနေ့ကဘာဦးကျမ်းမှာရှိနေတဲ့လူတွေနော်ဓမ္မဟောင်းကျမ်းပေါ့ဓမ္မဟောင်းမှာရှိနေတဲ့ယုံကြည်လူတွေရဲ့အကြောင်းကိုချုပ်ပြီးရေးရတာဖြစ်တဲ့အတွက်နော်ကျမ်းစာတော်လုံးမပြီးသေးတဲ့လူတွေကအဲ့ဒီနော်ယုံကြည်လူတွေရဲ့